မှာတော့ကိုစမ်းပြလိုက်မယ်ဒါကတော့ဗတိမထည့်ရသေးလို့အဲ့လိုလေးပေါ်နေတာပေါ့အဲ့လိုနံပါတ် slot 1 2 3 4ဆိုပြီးတော့3ခုရှိတယ်ကွာဒါဆို slot 1ဒီမှာ channel 1ဆိုပြီးပြတယ်တော့ channel 2ဒီကောင်လေးက1နဲ့2နဲ့ချိန်ကြည့်ကိုတော့ဒါက3နဲ့4နဲ့ခုလောလောဆယ်တစ်လုံးပဲထည့်ထားတော့သူက channel တစ်လုံးပဲပြတယ်3ရ channel 3 channel 4သူထည့်ပြီးထည့်လိုက်ပြီးဆိုမှလည်းမှာ3နဲ့4နဲ့ချိန်ပြီးကြည့်လို့ရတယ်ဒါဆိုလို့ရှိရင် channel 4ကသူကဒီ battery ရဲ့သူက data ပေါ့ကိုရယ်နော်ဒါဆို1ကိုသူကအားသွင်းနေပြီဒီမှာ charge မှုနဲ့အားသွင်းနေပြီဒါဘိုးက 3.91 ဘိုးရှိတယ်ဒါသူအားသွင်းနေတဲ့ mAh ကိုပြပေးမှာဒါအချိန်ကိုပြပေးမှာဒါ900 mAh နှုန်းနဲ့အားသွင်းပေးတယ်လို့ပြောဆိုလိုတာအဲ့ဒီကောင်တွေကိုကျွန်တော်တို့ကဒီချက်မှုကိုပြောင်းကျင်လို့ရှိရင်ဒီမှုလေးနှိပ်ထားပြန်မိတ်တော့ဖြစ်သွားပြီဆိုရင်ဒါကျွန်တော်ပြောင်းလို့ရတယ်ဒီချက်ပြောင်းလို့ရတယ် test ပြောင်းလို့ရတယ် story ကိုစစ်လို့ရတယ်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ကတော့ test မှုနဲ့ပဲစစ်ကြတာများပါတယ် mAh စစ်တာကတော့အဲ့ test မှုနဲ့စစ်တာပေါ့ဒါဆိုချက်မှုပြောင်းတာဒါ milliampere ဒါ current ချိန်တာ current က तू က၄လုံးလုံးထည့်ထားလို့ရှိရင်300 mA နဲ့900 mA နဲ့နှစ်မျိုးပဲရတယ်အဲ့လိုမျိုးဒါဆို channel 1တော့ပေါ့ကိုရယ်နော်ဒါ channel 2ကိုလည်းအားသွင်းနေပြီဒါ channel 3နောက်တစ်ချက်ထပ်နေ channel 4နောက်တစ်ချက်ပြန်နေ channel 3နော်အဲ့တော့ခလုတ်တွေအကုန်လုံးနှိပ်ရတယ်နော်ကိုကားရန်ဖိထားလို့မရဘူးကားရန်ပြောင်းချင်လို့ရှိရင်ဒီ move ကိုကြာဖိထားမိတ်တော့အဲ့ကြရင်ဒီ move function ကိုလည်းပြောင်းရင်ဒါနဲ့ပဲပြောင်းတယ်ဒီကားရန်ကိုကြတော့ဒီကနေပြောင်းပြီးတယ်ကျွန်တော်နှလုံးဖြုတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီကောင်က1000ထိရမယ်900 1000ဆိုမစီမံပဲသူက300 500 900 1000ဆိုပြီးနှလုံးနဲ့ဆိုရင်အဲ့လိုရပြောင်းလို့ရတယ်3လုံးထည့်လိုက်ရင်ပြောင်းမရတော့3လုံးထည့်လိုက်တာနဲ့ auto သူက900ဖြစ်သွားမှာ channel 3 channel 4အဲ့ကောင်ပြောင်းမရတော့ကြီး300နဲ့900ပဲပြောင်းရတယ် okay နော်ခလုတ်တွေလည်းအကုန်လုံးတယ်3 4ဒီကောင်လည်းနှိပ်ရတယ်ဒီကောင်လည်းနှိပ်ရတယ်နော်